လုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ခြင်းနဲ့ be happy first day လို့လည်းနှုတ်ဆက်ခြင်းပါတယ်လို့ဥစားကျမတို့ဆုတောင်းရအောင်ဘုရားသခင်ကိုဆက်ကပ်ကြပါစို့ဘုန်းတော်ကိုအနန္တနဲ့ပြည့်စုံကြပါတော်မူထတော်ထောင်ရမြတ်စွာဘုရားခင်ပရရှင်ကြီးစုတော်ကြောင့်ယနေ့တမီးဒီဖခင်များနေ့တွင်လာရောက်ပါဝင်ပေတက်တိခံခြင်းဟောပြောခြင်းရရှိသည့်အတွက်ထူပဲကျေးဇူးတင်ပါတယ်ဖတမီးပြောခြင်းမဟုတ်ပဲကိုရောပြောခြင်းတာဖြစ်စေတော်မူပါမည်အကြောင်းအစအလယ်ဆုံးကိုရောတူပါရှိတော်မူပါမည်အကြောင်းစက္ကအနန္တဖဖျားအာမင်ကျွန်မအင်မတန်မှကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုရင်ကျွန်မကိုဒီနေရာမှာပထမဦးဆုံးကျွန်မရှင်တို့နဲ့တွေ့ပြီးမှတက်တိခံခွင့်ပေးတဲ့အတွက်လည်းဘုရားသခင်ကိုကျေးဇူးတင်တယ်အစီအစဉ်ပေးတဲ့ကော်မတီများအားလုံးကိုလည်းထူပဲကျေးဇူးတင်တယ်ကျွန်မတော့အားလုံးသိတဲ့အတိုင်းပဲဆရာမမိုင်းမရဲ့အမေပါတချို့လည်းမသိသေးဘူးတချို့လည်းသိနေပါပြီလို့ကျွန်မရှမ်းဖြစ်ပါတယ်စကားပြောတာလည်းပမာလို့တအားပီတာတဲ့ဟာလည်းမဟုတ်ပါဘူးတိုးတော်လည်းပဲနားထောင်တဲ့ကျွန်မတို့အားလုံးကလည်းပမာစစ်တော့တချို့လည်းပါမှာပေါ့တချို့လည်းမပါဘူးเนาะကျွန်မတို့အချင်းချင်းတိခံပြီးနားထောင်ကြအောင်လို့เนาะဖခင်ဆိုတဲ့အချိန်မှာကျွန်မတို့ပါဖို့တတိယလဲဆိုမိသားစုတစ်ခုပေါ့เนาะမိသားစုအိမ်ထောင်စုတစ်ခုကျွန်မတို့စဉ်းစားလိုက်မယ်ပါရှိလဲဆိုရင်ဖခင်ရှိမယ်မိခင်ရှိမယ်သားရှိမယ်သမီးရှိမယ်နောက်ထပ်လည်းအဖိုးအဖွားတွေရှိမယ်မိသားစုတစုဟာစီလုံးညင်ညွတ်နဲ့နေအမဒါမှပျော်စရာကောင်းတဲ့အိမ်ထောင်ကြီးဖြစ်ပါတယ်ဒီမိသားစုဟာနေတတ်လို့ရှိရင်ဘာနဲ့တူလဲဆိုရင်အရှိတ်နဲ့တူတယ်ဖခင်နာဦးစီးဦးဆောင်ပြီးကျမတို့ရဲ့စာဝတ်နေရေးအားလုံးတာဝန်ယူပြီးသူဖြည့်ရှင်းပေးတဲ့ဖခင်ဖြစ်တဲ့အတွက်အရေးကောင်းတဲ့တစ်ပင်လိုဖြစ်တယ်တစ်ပင်ကောင်းရင်မြတ်တောင်းတောင်နားနိုင်တယ်ဆိုတဲ့စကားပုံလေးရှိတယ်ဟုတ်တယ်အမှန်ပဲတောင်ကျမတို့ကအားလုံးမိကိုအားကိုးနိုင်တဲ့ဖခင်ကြီးဖြစ်ဖို့အတွက်ကျမတို့ကကြိုးစားရမယ်သူအလိုလိုတော့ဖြစ်မလာဘူးကျမတို့ကကြိုးစားရပါမယ်ဘသူကကြိုးစားမလဲဦးစီးဦးဆောင်ပြီးကြိုးစားမယ်ဟာဖခင်ပဲဦးစီးသူပဲကြိုးစားမယ်ဖခင်ကပါလေယောက်ျားအမျိုးသားများဖြစ်တယ်နော်ကျမတို့ကြည့်လိုက်မယ်ဆိုရင်တော့ခက်များဟာဖခင်လို့ပြောရင်စကားတိတ်ပြောတဲ့ဖခင်တွေမဟုတ်ဘူးကျမတို့အမျိုးသမီးလို့တစ်ခုတွေ့နေပက်နှစ်ခုတွေ့နေပက်ဟိုလူအပြစ်တင်ဒီလူပြင်မဟုတ်ဘူးသူတို့စကားတိတ်မပြောဘူးနော်တချို့စင်မျက်နှာထားတင်းတောင်ထားတတ်တဲ့ဖခင်များလည်းရှိတယ်ဖခင်တွေဟာတဲ့သူတို့ကနှုတ်လည်းမချို့ဘူးခက်ကြမ်းနဲ့လုပ်တယ်အမှုအရာလည်းခက်ကြမ်းပဲသူတို့လုပ်တယ်လုပ်တတ်တယ်ဒါပေမဲ့လို့တဲ့သူတို့ရဲ့နှလုံးသားထဲမှာအင်မတန်မှချစ်တတ်တဲ့နှလုံးသားရှိတယ်တဲ့အဲ့နှလုံးသားမိသားစုကိုချစ်တော့ကောင်းတော့ပေါ့တချို့ကလည်းမေတ္တာများမှာပေါ့ဒါမဲ့ကျမတို့ကထိမ့်သိမ်းရပါမယ်နောက်ဖခင်များဟာပါလေဆိုရင်ငွေများမရှာနိုင်လေပဲတချို့လည်းရှာနိုင်မယ်တချို့လည်းမရှာနိုင်ဘူးမရှာနိုင်တော့လည်းပဲသူတို့ရှာနိုင်တဲ့ငွေရတဲ့လောက်ကိုသူတို့မိသားစုထမင်းနတ်မှန်အောင်သူကျွေးနိုင်တယ်ကျွေးတတ်တယ်ဖခင်များဖြစ်ပါတယ်နောက်ဖခင်များဟာဘာဖြစ်လဲဆိုရင်သူတို့ကပညာအများကြီးတတ်မယ်ပညာမတတ်ဘူးဒါပေမဲ့လို့
သူတို့ချစ်တဲ့သားသမီးများကိုပညာတတ်ကြီးဖြစ်စေခြင်းနဲ့နောက်တစ်ချို့ဖခင်တွေကအစားအသောက်တော့ရှိတယ်နော်တောက်တယ်စားတယ်ရှူတယ်နော်ခဲရိုက်တယ်အမျိုးမျိုးပါကောင်းတဲ့အကျင့်ရှိသလိုမကောင်းတဲ့အကျင့်တွေလည်းသူတို့စီမှာရှိတတ်တယ်အားလုံးမဆိုလို့ဘူးတချို့ပေါ့နော်ဟောသူတို့သားသမီးကြတော့သူတို့လိုမျိုးမဖြစ်စေချင်ဘူးတအားလိမ်မာတဲ့သားသမီးစကားနားထောင်တဲ့သားသမီးယာထူးယာခံရှိတဲ့သားသမီးပညာတတ်တဲ့သားသမီးမျိုးသူတို့ကလိုချင်တယ်နိုင်ငံကြီးကိုအုပ်ချုပ်တဲ့သားသမီးယာထူးယာခံပေါ့နော်အဲ့လိုသားသမီးမှာသူတို့အင်မတန်မှဂုဏ်ယူတတ်တဲ့ဖခင်များဖြစ်တယ်ပြီးဖခင်တွေပါဖြစ်လဲဆိုအကြောင်းတစ်ခုခုကြောင့်သူတို့ရင်ထဲမှာခံစားရလို့ရှိရင်လည်းပဲနော်အရန်ထုတ်မပြောတတ်ဘူးခံနိုင်တဲ့လောက်သူတို့ခံတယ်ဒီခံတယ်မျက်နှာလည်းသူတို့မပြဘူးမျက်နှာပြတ်တဲ့ဟာမျိုးအားပြတ်နေတဲ့ဟာမျိုးလည်းသူတို့မလုပ်တတ်ဘူးမျိုးနိုင်တဲ့ဟာကိုသူတို့မျိုးချတယ်မပြောတော့ဘူးနော်ထုတ်မပြောတော့ဘူးဘာဖြစ်လို့အဲ့လိုလုပ်လဲဆိုသူ့ရဲ့မိသားစုသူ့သားသမီးတွေစိတ်မကောင်းဖြစ်မှာစိုးလို့သူကနော်ခိုချင်းစာတရားနဲ့သူမပြောဘဲနဲ့သူစိတ်မိတ်ခံစားတတ်တဲ့ဖခင်များဖြစ်တယ်တဲ့ကဲကျွန်တော်တို့နောက်ထပ်ကြည့်ကြရအောင်ဘယ်လိုမျိုးဖခင်လဲဆိုရင်ယေရမိအနာဂတ်ကျမ်း7:9နဲ့10မှာကျွန်မဟိုထဲမှာရေးထားတဲ့ဟာလေးရှိပါတယ်နော်ဖျားသခင်ကိုကိုးစားတော်သူထာဝရဘုရားကိုမိမိကိုးစားရာအကြောင်းဖြစ်စေတော်သူသည်ကောင်းကြီးမိန်လာကိုခံအပ်တော်သူဖြစ်၏ထိုသူကယေရှိရာအရက်၌စိုက်၍မျက်နာမှာအမြင့်ဖြာသည်ဖြင့်ပူသောအချိန်ရောက်ကြောင်းကိုမသိအရက်မညှိုးနွမ်းမိုးခေါင်သောကာလနဲ့မစိုးရိမ်စရာမရှိပဲအစဉ်အမြဲအတီးကိုတီးတတ်သောအပင်နဲ့တူတယ်နောက်တစ်ခါအေဖက်6:4ကိုလည်းကျွန်မထပ်ဆင်ဖတ်ကြားချင်ပါတယ်သခင်ဖျားရဲ့အလိုတော်နဲ့အညီဆုံးမတွင်တင်ခြင်းကိုပြုလေကြွေးမွေးကြလို့လည်းမှားထားတယ်အဲ့ဒါဘသူကိုဆိုလိုချင်တယ်လဲဆိုရင်ကျမတို့ချစ်တဲ့ဖခင်ကိုတတိပေးနေတာနော်ဘယ်လိုမျိုးဖြစ်စေချင်တယ်လဲကျမတို့ရှာမယ်အပင်ဆိုင်ရင်ဘယ်နာဆိုင်မလဲရေနားမှာဆိုင်မယ်ဘာလို့အဲ့နေရာဆိုင်တော့နော်ရေရှိလို့ရေရှိရင်တို့အမြစ်တာဖျားပြီးအရွက်လည်းမညိုးဘူးအချိန်တန်နေနော်ဟိုအရိတ်လည်းရတယ်စိုးရင်စရာလည်းမလိုဘူးနော်နောက်ဆုံးအတီးကိုလည်းခံစားတယ်ဆိုတဲ့ဟာကိုနော်တွေ့ရပါတယ်နော်ကျမတို့ကတာကပါကိုဆိုလဲဆိုကောင်းတော်ဖခင်များအတွက်ကောင်းတော်ဖခင်များဖြစ်ဖို့ရန်အတွက်နော်သူကဩဝါဒပေးထားခြင်းဖြစ်တယ်ကျမကောင်းတော်ဖခင်ဆိုတာကျမမျက်မြင်ကိုတွေ့ကျမကြုံခဲ့တယ်ကျမဟိုမှာနေတဲ့အချိန်တော့ကျမပင်စင်ယူတာပေါ့ပင်စင်ယူပြီးရွာကိုပြန်သွားတယ်ရွာကပြန်သွားတော့ဟောကျမကြည့်တော့သူတို့ကကြောင်းတိတ်မနေရဘူးမနေနိုင်ဘူးရက်ဝေးကိုသွားနော်နည်းနည်းအတန်းကြီးလာသူတို့ကြောင်းမတက်နိုင်တော့ဘူးဆိုတော့ကျမအိမ်မှာနေတဲ့ဆရာမနဲ့တိုင်ပင်တယ်ငါတို့ဘယ်လိုလုပ်ပေးရင်ကောင်းမလဲသူတို့ပတ်စံမရှိဘူးတဲ့သူတို့ဘာလုပ်တော့ဆိုတော့စပါးပဲစပါးစိုက်တယ်တောင်ညာစိုက်တယ်ထင်းခုတ်တယ်ပေါ့အဲ့လိုပြောတော့ကျမပြန်စဉ်းစားတယ်ရတယ်ဆမကျမတို့အဲ့လိုလုပ်ရအောင်
စာဖတ်ဝိုင်းကလေးဖွင့်ရအောင်ဆိုကျမတို့ကစာဖတ်ဝိုင်းကလေးဖွင့်တယ်ကုရ်အာန်စေတန်ဆရာမတွေကအားတဲ့အချိန်တင်ပေးသူတို့ကကြောင်းသွားကျမကိုကြောင်းမသွားနိုင်တဲ့ကလေးတွေကိုနည်းနည်းကြည့်ပေးစာဖတ်ဝိုင်းပေါ့နော်ကြည့်ပေးထိန်ပေးညလဲကျမကြည့်ပေးအိတ်တဲ့အချိန်အထစ်ပေါ့အားလုံးဆိုတော့ဖွင့်ရအောင်ဆိုတဘောတူပြီးဖွင့်ထားတယ်အဲ့ထဲမှာခန္ဓာတန်ရဲ့သမီးဆန်ဆန်မိုင်ဆိုတဲ့ကလေးမလေးကနောက်ဆုံးမှတူလာတယ်လာတော့နေလို့ရသေးလားဟာရတယ်သမီးရတယ်သူရက်ဝေးမသွားနိုင်လို့တဲ့ဒီမှာပဲနေမနော်တဲ့ရတယ်ဆိုပြီးတော့ကျမသူ့လက်ခံထားပြီးမှကျမသူလည်းအေးဆေးပဲတန်ပြန်ကလေးပြောเสียတိတ်မလို့ဘူးဒါမဲ့ကျမသတိထားမိတာသမင်းကြိုင်လာပို့ကြတယ်သမင်းကြိုင်လာပို့တယ်သူသမင်းကြိုင်ကြတော့အမြဲတမ်းပါအမြဲလို့ပေါ့နေ့တိုင်းတော့မဟုတ်ဘူးနှစ်တိုင်းလည်းမဟုတ်ဘူးအမြဲလို့ပေးနာမှာမမီခောက်ဆွဲလေးချိတ်ထားတယ်ချိတ်ထားတော့ကျမကလေးတွေလည်းအစင်ပြေအောင်ဆိုတော့ကျမတပ်ပူးကိုဘူးအပြည့်ထည့်ထားတယ်သူလာယူတယ်စားတယ်အေးဆေးပဲသူဟာသူစားကြောင်းသွားပုံမှန်ပဲအဲ့လိုလုပ်သွားတယ်သူတို့အဖေကအမြဲတမ်းလည်းမလာနိုင်ဘူးမတွေ့ဘူးအိမ်ပေးနာကလည်းကြောင်းနေကြတော့လေသမင်းချိုင်ပို့တော့သူ့အတွက်ပါတယ်အဲ့မှာလာပို့သူစံပွဲဖြီးတော့ဆယ်တန်းကိုတစ်နှစ်ထဲနဲ့သူအောင်တယ်အောင်စင်ထွက်တဲ့ရက်ကြတော့ကျမတို့စူညံနေတာပေါ့စူညံနေတဲ့အချိန်မှာအိမ်နောက်ကတော်မတက်ကြီးကတက်လာပြီးတော့ဘယ်နဲ့ပါဖြစ်တယ်ဆိုတော့လာကြည့်တယ်စီရင်သူ့စီရင်ပြလိုက်တယ်သူကစီရင်ကြည့်ပြီးမှဆန်ဆန်မိုင်အောင်သွားလားအောင်တယ်ဘာဖြစ်လဲသူ့သိသလားဆိုတော့တိတ်တိတာပေါ့ကျမတို့ကအိမ်နီးနားချင်းလို့ပဲတရွာထဲသားကျမတို့ကရက်ွက်တုံးသူတို့ကဟိုနန်ခမ်းသွားတဲ့လမ်းရက်ွက်လေးပဲမှနေတယ်အဲ့ဖက်တာလေးတဲ့ရှင်တို့အကြောင်းကိုကောင်းကောင်းသိတာပေါ့တိတ်တိပေါ့တဲ့သူ့အဖေလေးတဲ့သူတို့ပညာမတတ်မှဆိုလို့တဲ့တအားကြိုးစားတဲ့အဖေတဲ့ဘယ်လိုမျိုးအဖေတုံးသူ့အဖေကိုတစ်ခါနှစ်ခါပဲမြင်ဘူးတဲ့နောက်မမြင်တော့ဘူးသူ့အဖေကလည်းအပြင်တိတ်မထွက်ဘူးတဲ့ပြောပြမနော်တဲ့ဟာတာလည်းဟုတ်တယ်တဲ့တကယ်လည်းဟုတ်တယ်နော်တဲ့ဥခန္ဓာတန်လေးတဲ့သူလူပြိုဖြစ်တော့သူ့အမေကလည်းသူ့ပြောတယ်မတာမင်းမယူတော့ငါအသက်ကြီးပြီငါတည်သွားမင်းတယောက်တည်းပဲဖြစ်မှတော့လို့ပြောတယ်တဲ့သူများကအိမ်ထောင်ကြကုန်ပြီမင်းပဲကြံတယ်လို့ပြောတော့သူ့ကိုဘယ်မှာတက်ရှာပေးလဲဟိုးတရုတ်ပြည်ရွှေလီဟိုဘက်ကန်းကဂျန်ဟောင်ဆိုတဲ့ရွာမှာသူ့ရဲ့သူ့အမေရဲ့အကိုလာမောင်လမ်းတည်ဘူးရှိတယ်သမီးကလေးရှိတယ်တဲ့အဲ့ဒါကိုချိတ်ပေးမယ်ကချင်နဲ့ထုံးစံနာတိမတိနားမလဲဘူးသူတို့ကပေးစားဖို့တင့်တယ်ဆိုရင်လည်းနင်းကန်မျက်စိမိတ်ပြီးပေးစားတဲ့အမျိုးဆိုတော့ခန္ဓာတန်လက်အစင်းနေတဲ့လုတ်ပြန်ပြီကွာဒီကချင်တွေလို့ပြောတဲ့ဆိုတော့အားလုံးကတဘောတူပြီးမှတက်ခေါ်ကြတတောင်းတယ်ခေါ်လာတယ်ဆိုတော့အပြိုတွေလည်းလိုက်လာတယ်အများကြီးခန္ဓာတန်မာတန်လာကြည့်လို့ပြောတာသူကအဝေးချင်းနဲ့ဒီလိုပဲကြည့်တယ်ဘယ်တယောက်လဲတိဘူးတဲ့ကျွန်တော်မတိဘူးအများကြီးဆိုတော့ဘယ်တယောက်မှဒီထက်တယောက်ပဲနေမှာပေါ့လို့ပြောတော့မတက်ပြောတဲ့ငါလေးရည်ချင်လိုက်တာတဲ့နော်သူတို့တားဖြစ်မဲ့လူကဟိုရှင်လန်းမှုလည်းမရှိဘူးစိတ်ဝင်စားမှုလည်းမရှိဘူးမိမယူမယ်ဆိုရင်လည်းနော်လုံးဝသူမပြောဘူးပေါ့ဆိုအားလုံးကပါပြန်ထင်လဲဆိုမိမမယူတတ်တဲ့အမျိုးပေါ့နော်အဲ့လိုမျိုးထင်နေပေါ့ဒါမဲ့သူ့အမေစကားကိုသူနားထောင်ပြီးမှမိမယူလိုက်တယ်ယူလိုက်တော့အိမ်ကလုပ်ငန်းဆောင်တာပေါ့ဝက်ကျွေးကြက်ကျွေးလေလုတ်သူတို့ကလေတော့ရှိတယ်အိမ်ကလေးနဲ့
သူတို့အိမ်ကလည်းတဲ့ဟိုတကားကိုဒီလိုဆွဲပြီးမှအထဲမှာဂျိုးကလေးနဲ့ဝလုံးနဲ့ဒီလိုမျိုးချိတ်တဲ့ဟန်ဖြစ်တယ်ပေါ့ဒီလိုနဲ့ပဲသူတို့မိန်းမလည်းရရောခန္ဓာတန်ကမင်္ဂလာဆောင်ပြီးတဖြည်းဖြည်းနေရင်နဲ့သူအဲ့မိန်းမကိုသူတအားချိုက်သွားတယ်တအားချစ်တယ်တဲ့တအားချစ်တယ်လိုတဲ့တင်းမရှိအောင်ကိုသူကလှုပ်ပေးတာသူမိန်းမကိုရေစနဲ့ရေဟိုဟာတီဟာသူမိန်းမကလေးမွေးပြန်ရောတဲ့ကလေးတမွေးတော့လေအမလေးစီုံလိုက်သွားတဲ့နော်အမြင်ကန်ကတ်ဆက်ကောင်းတော့အောင်ကိုပြုစုတာတဲ့သူကပြုစုပြီးမှဟိုဘလောက်ထိလဲဆက်နော်သူမိန်းမစပင်လဲသူဖီးပေးဟိုလောက်ပေးဒီလောက်ပေးရေပတ်တယ်တိုင်အိုးအမျိုးမျိုးပေးနာကြည့်တော့အော်ဒီတယောက်ကတဲ့မယူတတ်ဘူးလားဆိုယူပြန်တော့လေသူများနဲ့မတူဘူးအိုဘာဖြစ်တယ်ပေါ့တော်မတက်ပြောတယ်စိတ်ဆိုးလာနဲ့ငါယောက်ျားငါပြောလိုက်တယ်မင်းမတန်ခန္ဓာတန်လောက်တော့မင်းမပြုစုတတ်ဘူးလို့ပြောတယ်ပေါ့ဒီဟာစကားအဖြစ်တောင်ထွက်လာတယ်ဆိုတော့သူပြောတာအော်နောက်ထပ်ကလေးတယောက်ပြန်မွေးဖြစ်ချင်တော့သူအမေလဲဆုံးသွားရောအတက်ကြီးတော့ဆုံးသွားသူမိသားစုပဲကြံတယ်သူသမီးကနှစ်တန်းသူအငယ်ကောင်ကဘယ်နှစ်တန်းနဲ့မသိဘူးကျောင်းနေသလားမနေသလားမသိဘူးအဲ့ချိန်မှာသူအမေကညက်ဖြာဖြည့်ပြီးမှစီုံတက်တာသူလည်းပြုတ်စုတယ်တအားပြုတ်စုတယ်ဒါပေမဲ့မရဘူးဆုံးသွားရောသူတို့တားအဖလေးစီုံမှာဖဲပြီးမှသူမိန်းမငိုယိုနောက်အိမ်ရောက်တော့လေသူမိန်းမအခေါင်းနားမှာနေပြီးတားအဖတွေကတွတ်ပြောတယ်သူမိန်းမကိုစကားပြောနာဘာတွေပြောလဲမသိဘူးတကြည့်တဲ့လူကလည်းငိုလိုက်ငိုသူငိုတော့သူတို့တားဖအားလုံးလိုက်ငိုတယ်တရွာလုံးတနာကြတယ်နောက်ရွာကလူတွေကပြောတယ်ဥမတာဒီတိုင်းနေလို့မရဘူးနောက်ထပ်အိမ်ထောင်အတစ်တော့ရှားမယ်ထင်တယ်လို့ပြောတာသူကပါပြောလေဆိုကျွန်တော်မရှာတော့ဘူးဒီမိန်းမကလွဲလို့ကျွန်တော်တခြားမိန်းမမယူဘူးကျွန်တော်ယွန်းကျွန်တော်ကလေးနေရောက်ကိုနော်သူများထမင်းကျွေးချင်တာမဟုတ်ဘူးထမင်းငတ်လိမ့်မယ်ဟောသူလေစူးစမ်းပြီးလုပ်တယ်လေလုပ်တယ်ဆိုတာလေဟိုလေကွက်အဲ့ချိန်တော့ဆက်ပစ္စည်းမရှိဘူးကျွဲနဲ့ပဲထွန်းတာသူကကျွဲနဲ့ထွန်းသူများစီကငါထွန်းသူကြောတောင်မှပြောင်းအောင်ဟိုသူနေပူထဲမှာမိုးရွာနေပူသူနားမလဲဘူးသူစူးစမ်းပြီးအလုပ်ကိုလုပ်တော့သူကြောတောင်ပြောင်းတယ်ကြောပြောင်းတဲ့အပြင်တဲ့နဖူးပါပြောင်းတယ်နဖူးပြောင်းတဲ့အပြင်ပါစပင်မွေးပါပြောင်းကုန်ရောတဲ့သူခြေရောလက်ရောအမာရွတ်တွေကြီးပဲဖြစ်တယ်တဲ့အားလုံးကဝိုင်းဝန်းတနာကြလေလုံးရင်လည်းပဲသူကသူများကူတတ်တယ်ဖင်ပေါ့ဖင်ပါလည်းဖြစ်တယ်သူများစပါသိန်းလို့စပါစိုက်တဲ့အချိန်လဲသူများလာကူတယ်စပါသိန်းတဲ့အချိန်အထိသူများသူ့ကူတယ်နွားလဲနဲ့တတင်လာပေးပြုတ်ပေးဥမတာမိမယူတော့စပါရပြီလေလို့ပြောတော့အချိန်ဥမတာငါပါပြောတော့မယူတော့ပါဘူးတဲ့ကျွန်တော်ယူတီစပါတွေကကျွန်တော်ကလေးကိုကျွန်တော်ယူတဲ့မိမချွေးချင်မှာမဟုတ်ဘူးပေါ့အဲ့ဒါကျွန်တော်စဉ်းစားလိုက်ကျွန်တော်မယူချင်ဘူးမယူတော့ဘူးလို့ပြောတယ်ဟောဥမတန်ကကျမကိုပါနဲ့လာပေးလေတော့ကျမမသိလိုက်ဘူးစပါးလာပေးသလားပြောင်းဘူးလာပေးသလားပတ်စံနဲ့လာပေးသလားဆိုတာကျမမသိဘူးကျမအဲ့ဒါကြားတော့ကျမစိတ်မကောင်းဘူးဟောတော့ငါပါလို့မသိတာတော့လို့မဆုံမိတော့စကားမဆုံတော့မပြောဖြစ်ဘူးကျမလည်းမယူတင့်တဲ့ဒီကလေးမျိုးစင်တော့ကျမတို့ကမယူတင့်ဘူးတကယ်ပြောမယ်စင်ကျမယူမိတယ်သူ့အဖေလည်းတညာအပြည့်အဝသူ့သားသမီးမျက်နှာမငယ်ရအောင်သူပေးတယ်ဖခင်ဖြစ်တယ်ဒါအင်မတန်မှစာရိတ္တအင်မတန်မှကောင်းတဲ့ဖခင်ကြီးဖြစ်တယ်ဆိုတဲ့ဟာကိုဥမတန်အဖြစ်ကျမ
နော်ခွန်အားပေးခြင်းနဲ့နောက်တစ်ခါစာရိတ္တအားဖြင့်မကောင်းဘူးဆိုတဲ့ဟာကိုတမန်ကျမ်းစာထဲမှာပါတွေ့ရလဲဆိုရင်ယောရှုမတ်စာအခန်းကြီး9အခန်းငယ်20-21ပါလဲဆိုတော့အခန်းနာမိသားစုတော့ချစ်တယ်သူတအားချစ်တယ်နော်ဖျားတဲ့ခင်နာမကြိုက်ဘူးစစ်တိုက်လို့နိုင်ရင်ဘာမှမယူနဲ့ဘာမှမယူနဲ့မင်းတို့ဘာမှပါတွေ့မကောက်နဲ့လို့ဖျားကတတ်မှတ်ထားတယ်ယောရှုလည်းဥဆောင်ပြီးသူကတိုက်တယ်ယောရှုလည်းမသိဘူးသူတငယ်ချင်းလည်းမသိဘူးသူကစစ်ပွဲကိုနိုင်တဲ့အချိန်မှာသူမြို့ထဲကိုဝင်တော့ပါတွေ့လေရွှေတွေငွေတွေတဖွင့်တော့ရွှေတွေငွေတွေပစ္စည်းတွေတွေ့တယ်ပါဘီလုံမြို့ရဲ့ဝတ်လုံနဲ့လည်းတွေ့တော့သူကအားကျသူလိုချင်တယ်တောင်လူမမြင်အောင်သူပါလုပ်လိုက်အဲ့ဒါတွေသူဖွက်ထားလိုက်တယ်သူယူလာပြီးသူ့အိမ်မှာသူဖွက်ထားလိုက်တယ်သူဘာဖြစ်လို့ယူလာတော့သူ့မိန်းမတွေကလေးတွေတားတွေတမီးတွေအစင်ပြေပါစေစားရတောက်ရနေရထိုင်ရအားလုံးအစင်ပြေပါစေဆိုတော့တားသမီးကိုချစ်လို့လို့သူကယူလာပြီးမှဖွက်ထားတယ်ဒါပေမဲ့ဖျားတဲ့ခင်ကတိနေတယ်နောက်သူတို့အာအီကိုတိုက်တဲ့ချိန်မှာရှုံးတော့ရှောလူကဖျားကိုမေးတယ်ကိုတော့ဘာဖြစ်တယ်လဲဆိုမင်းတို့စီမှာအပြစ်ရှိတဲ့လူရှိတယ်နော်ဆိုတော့ကျမ်းစာတဲကိုကျမတို့ဖတ်တဲ့အချိန်မှာအကုန်ရှင်းလင်းကျမတို့နော်တွေ့ရပါလိမ့်မယ်အဲ့ချိန်မှာယောရှုကဘယ်လိုလုပ်ကောင်းမလဲဆိုတော့ဘုရားခင်ကဝန်ခံတတ်တော်သူများဖြစ်စေဖို့အလို့ငါမင်းရဲ့လူမျိုးတွေကိုခေါ်ပြီးမှစစ်စေးမေးမြန်းပါလို့ပြောတော့သူကသူ့အမျိုးလိုက်နော်မျိုးလိုက်တော့အိုးသူအုပ်ချုပ်ရတဲ့ဟာလဲအများကြီးဆိုတော့အမျိုးလိုက်ကိုခေါ်ပြီးတော့ဘသူတုံးမာတာဘသူတုံးမာတာဖျားသိတယ်နော်လို့ပြောတော့အာခန်တို့အလက်မှာရောက်တဲ့အချိန်မှာအာခန်နာသူမနေနိုင်တော့သူကထုတ်ပြောမိပါတယ်နော်သူဘလို့ထုတ်ပြောလိုက်တယ်ဟုတ်တယ်သူယူတယ်ဆိုတဲ့ဟာရှောလူမတ်စာခုနှစ်ဟုတ်တယ်တဲ့ရွှေလဲယူတယ်ရွှေပနပိတ်တာငွေဘလောက်ဝတ်စုံဘလောက်ဆိုတော့သူပြောပြတယ်သူ့ရဲ့တဲထဲမှာတဲ့အောက်ဆုံးမှာရွှေပြီးရင်သူအပေါ်မှာပါပေါ့တကယ်လဲပြေးတကြည့်ခိုင်းလိုက်တဲ့အချိန်မှာသူပြောတဲ့အတိုင်းပဲတွေးတော့အဲ့ဒါကိုယူလာပြီးတော့မှတဲ့အာခေါ်တို့ကိုနော်ယောရှုကနော်တန်ပေးတယ်နော်ကြိုက်တစ်ခုတည်းကိုခေါ်ပြီးတော့အားလုံးသူ့မိသားစုသားသမီးအားလုံးကျွေးနွားပါမကြံအားလုံးသူယူလာတဲ့ရွှေငွေကစားအားလုံးပြစ်ဒဏ်ဖြစ်နေတဲ့အတွက်ဘယ်သူမှလည်းထပ်မယူရဲဘူးအဲ့မှာတထားပြီးမှနော်ပုံထားလိုက်တယ်အခုတည်းအာခေါ်ကြိုက်ဆိုတဲ့ဟာကိုကျမတို့အသေးချာဖတ်တဲ့အချိန်မှာအင်မတန်မှစိတ်ဝင်စားစရာကောင်းတယ်ကြောက်လဲကြောက်စရာကောင်းတယ်ဖျားရဲ့အမိန့်ကိုလွန်ဆန်နေဘလို့ပြစ်ဒဏ်မျိုးကိုခံရတယ်လေဆိုတဲ့ဟာကိုသူပြထားတဲ့အတွက်နော်ကျမတို့နမူနာယူရပါလိမ့်မယ်နောက်တစ်ခေါက်စာရိတ္တမကောင်းတဲ့ဖခင်နော်စာရိတ္တကျန်တန်တဲ့ဖခင်လည်းရှိတယ်ကျန်တန်တဲ့ဖခင်ဆိုတာအေလိလိုမျိုးပေါ့သူ့သားတွေကမာတော့နော်သူကကောင်းတယ်စာရိတ္တကောင်းတယ်ဒါမဲ့သူကသားသမီးကိုကြက်မှန်သူမဆုံးမတားမြစ်မတိတလို့ဟန်လောက်လာတဲ့အတွက်ဖျားတခင်ကိုပြစ်မှားမိတဲ့အတွက်နော်အေလိမှာသူခံစားရတယ်ဆိုတဲ့ဟာကိုကျမတို့နော်ရာစပင်းထဲမှာဖတ်တဲ့အချိန်မှာသိရှိပါလိမ့်မယ်။ Now မိသားစုတစုကျမနောက်ထပ်ပြောလို့ပါတယ်နော်ကျမတို့ဖခင်များဟာ
စကားတော့တိတ်မပြောတတ်ဘူးဒါမဲ့သူတို့ခံစားချက်ကိုသူတို့ရင်ထဲမှာတိတ်မျိုးတိတ်ထားတတ်တယ်တခါကားတဲ့တောင်ပေါ်မှာအိမ်ထောင်အတစ်တီတဲ့လင်မယားနှစ်ယောက်ရှိတယ်တဲ့အိမ်ထောင်အတစ်တီပြီးတောင်ရတွေခုတ်စားကြတာပေါ့တောင်ရခုတ်တောင်ရပေါက်စပားတွေစိုက်ပြီးမှနော်သူတို့လို့တလောက်စိုက်ပြီးမှတရက်ကြတော့သူမိန်းမပြောတယ်တဲ့ဒီနေ့သူမသွားတော့ဘူးအိမ်မှုကိစ္စကိုပဲသူလုပ်မယ်ပေါ့မင်းပဲသွားပါလို့ပြောတော့သူ့ယောက်ျားတောင်ညာကိုတလဲပြုတ်ပြီးဘာလုပ်လဲဝင်းခတ်တာဝါးရတခုတ်လာပြီးတော့ချမ်းပြုတ်ပြီးမှဝင်းခတ်ဟိုကျွေးနွားတွေမဝင်အောင်အကောင်ပလောင်တွေဝင်အောင်ဆိုသူကခုတ်တော့နေရလဲပူသူလောက်တော့ခတ်မောနဲ့မောလာပြီသူမောလာတဲ့အချိန်မှာသူကပြန်စဉ်းစားတယ်ဟာဒီတောင်ညာဒီလေရဟာတဲ့ငါတယောက်တည်းစားရမှာလားတဲ့မဟုတ်သေးပါဘူးတဲ့အဲ့လောက်အထိမောတာတဲ့ငါအဲ့လောက်အထိမလောက်ခဲ့ဘူးပေါ့ငါမိန်းမချတော့အိမ်မှာညိတ်နေတယ်ထင်တယ်ပေါ့သူစိတ်မကောင်းအေးကွာတဲ့နေပါစေတော့ဒီနေ့တော့ဆိုပြီးတော့သူလုတ်နိုင်တဲ့လောက်လုတ်ပြီးအပြန်လမ်းမှာနေ့တိုင်းသူတို့ပါလုတ်လဲထင်းချောက်ကိုကောက်တယ်ထင်းပြန်လုတ်ဖို့အိမ်မှာထင်းချောက်ပင်တပင်ကိုသူခုတ်လာပြီးမှသူဆွဲလာပြီးတော့အေးငါပဲနင်းကန်ကြိုးစားနေတယ်မဖြစ်ဘူးကွာတဲ့နေပါစေတပိုင်းပဲယူသွားမယ်တဲ့ဖြစ်ချင်ရင်ဖြစ်တော့တဲ့နည်းပဲကောက်သွားမယ်ပေါ့သူကတပိုင်းပြန်ခုတ်ပြီးတော့ထမ်းသွားတယ်တဲ့အိမ်ကိုရောက်သွားတော့သူ့ထင်းတုံးကြီးကိုပုတ်စွန်သူကချပလိုက်တယ်သူမိန်းမအိမ်ခြေတန်းရှိအိမ်ကိုသူမိန်းမပြေးစင်းလာပြီးတော့ပါကင်ထားလေရေခွဲလက်တစ်ဖက်ကမျက်နှာတုပ်ပေါ်လေးကင်ပြီးအောက်ကိုဆင်းလာပြီးတော့သူ့ယောက်ျားပြောတာဟဲ့ယောက်ျားပြန်လာပြီပေါ့အမလီမောပြီချွေးတွေရောအကုန်ကဲအမောဖြေလိုက်အောင်ရေလေးတောက်လိုက်အောင်ကဲချွေးတွေတုပ်ပေးဟိုတုပ်ပေးတီဟာလေးတွေတုပ်ပေးပြုတ်ပြီးတော့ထိုင်မောတယ်အနာယူအောင်မတွားနဲ့တော့မလုံးနဲ့တော့လို့သူပြောတော့သူကလည်းကျင်နာတွေမှာသူထိုင်ပြီးခဏအောင်လောက်သူချွေးလဲတိတ်ရောနော်အမောလဲပြည်ရောသူမိန်းမကယောက်ျားငါတို့နှစ်ယောက်ပဲရှိသေးတယ်တဲ့အဲ့လောက်အထိများလှုပ်ရှားမလို့ဘူးတနိုင်ပဲလှုပ်တိတ်ကြီးအားမထုတ်နဲ့ဖြည်းလှုပ်သွားအောင်လို့သူပြောတယ်တဲ့သူကအင်းလည်းမလုပ်အော်လည်းမလုပ်ထူးလည်းမထူးဘူးသူမိန်းမကခွက်နဲ့တပက်တွေတတ်ထားတဲ့အိမ်ပေါ်ကိုသူမိန်းမပြန်ဆင်းလာတော့သူယောက်ျားဟိုအပေါက်နားတော့ရောက်နေပြီတဲ့ဟဲ့ဒါပဲသွားမှာတော့ယောက်ျားပဲသွားမှာတော့မိုးချုပ်တော့မယ်လေလို့ပြောတော့ယောက်ျားကပြောတော့တောင်ညာထဲမှာထင်းတပိုင်းကြံသေးတယ်တဲ့ကဲကျမတို့ဖခင်နာအင်မတန်မှချစ်စရာကောင်းတယ်နော်သူလဲနှလုံးသားနဲ့သူချိုးတာတဲ့သူဒါကြမ်းတာသူချိုးတာတဲ့စကားလေးတော့သူကြိုက်ပါတယ်ဆိုတဲ့ဟာလေးကျမတို့မိခင်လဲများလဲတတိထားရအောင်နော်အဲ့ဒါတတိထားစီရပါနော်နောက်ကျမတို့စိတ်ပူတတ်တဲ့ဖခင်များအကြောင်းလဲကျမတို့နည်းနည်းစဉ်းစားကြည့်ရအောင်စိတ်ပူတတ်တဲ့ဖခင်များဟာဘယ်မှာကိုကြည့်ရမလဲဆိုရင်ယောဘဘုထု1:4-5ကိုကျမတို့ကြည့်တဲ့အချိန်မှာယောဘရဲ့တားတို့ကိုတဲ့နေ့စဉ်နေ့တိုင်းသူ့အဖေကဘာလုပ်လဲမွေးရက်ရောက်တဲ့အချိန်မှာဘာလုပ်လဲဆိုရင်မွေးလာရောက်တိုင်းသူ့အဖေကအားလုံးကိုခေါ်ပြီးနော်စုခိုင်းတယ်တဲ့ပြီးတော့စားပွဲတောက်ပွဲတာသမီးတွေနဲ့စုံညီအဲ့လိုစားတောက်ကြတယ်တဲ့ပြီးစင်သူပါပြန်လုပ်လဲအစောကြီးထတာသမီးကိုလဲသူအစောကြီးခေါ်ပြီးတော့တန်ရှင်ကြီးတွေလုတ်ပြုတ်ပြီး
နော်သူ့အဖေကတဲ့သားသမီးရဲ့ရောက်တိုင်းအတွက်နော်ရစ်ပူစော်တယ်ဘာဖြစ်လို့အဲ့လိုလုပ်လဲဆိုရင်သူ့သားသမီးတွေကတဲ့ဖျားသခင်ကိုပြစ်မှားသွားမှာအင်မတန်မှစိုးရိမ်တော့ကြောင့်နော်စိတ်ပူပန်တဲ့အတွက်ဖျားကိုနော်ခေါ်ပြီးလုပ်တယ်တဲ့ပူပင်တတ်တော်နော်ကောင်းရာကိုပူပင်တတ်တော်ဖခင်များဖြစ်တယ်ဒါလည်းပဲနမူနာဆရာယူဆရာပေါ့နမူနာလည်းပြရမယ်ကျမတို့ကလေးတွေကိုကလေးတယောက်ရှိတယ်တရက်ကြတော့တဲ့မမျော်လင့်ပဲသူ့အဖေနားမှာသူနေပြီးမှသူပါပြောတော့ဆိုအဖေကဘာဖြစ်လို့စပင်တွေဖြူလာတယ်လဲလို့မေးတယ်သူ့အဖေကအိုးအတော်ပဲသူနည်းနည်းစကားနားမထောင်ဘူးဟိုတွားချင်ဆိုးတယ်မိုက်တယ်ရန်ဖြစ်တယ်အဲ့ဒါကိုနော်နမူနာပဲပြောလိုက်အောင်မယ်ဆိုအော်အဖေစပင်ဖြူရတာကတဲ့မင်းကတဲ့စကားနားမထောင်ဘူးလေမတွားနဲ့ဆင်တွားတယ်ဟိုမလုံနဲ့ဆင်မင်းလုံတယ်စကားလုံးကနားမထောင်လို့အဖေကအဲ့လိုမျိုးစပင်ဖြူလာတာလို့သူ့အဖေကပြောတာအဲ့ချိန်သူ့သားကစဉ်းစားရတယ်ဒါဆိုရင်တဲ့အဖွားတကောင်းလုံးစပင်ဖြူတာအဖေကြောင့်နေမှာပေါ့လို့ပြောတာဒါပဲကျမတို့ကြည့်ရအောင်ကြည့်နေတယ်နော်သားသမီးတွေကအဖေဘယ်လိုလဲဘာလုပ်တယ်လဲဆိုတဲ့ဟာကိုကြည့်နေပါတယ်ဆိုတဲ့အကြောင်းကိုနည်းနည်းပြောပြချင်တယ်နောက်အဖေတွေကခက်ကြမ်းမေတ္တာဖွဲ့နှွှဲပြီးမှပြောတဲ့အမျိုးလည်းမဟုတ်ဘူးဒါပေမဲ့လို့သူတို့နှလုံးသားထဲမှာအင်မတန်မှနူးညံ့တယ်ဆိုတဲ့ဟာကိုတခါတက်ဆက်ပြီးနေမှာJosh Pitlin ဆိုတဲ့မိသားစုပါနော်အဲ့မိသားသူ့သားနာမည်ကလည်း Josh Junior ပေါ့တရက်ကြတော့ Josh Junior သူ့သားကနေမကောင်းဘူးတဲ့နေမကောင်းတော့ဆေးရုံတက်အထူးခန်းမှာတထားဆက်ပစ္စည်းတွေနဲ့တက်ချူတာပါညာတွေနဲ့ပါယောဂတုံးဆိုအတက်ယောဂနဲ့သူဆေးရုံတက်တယ်တဲ့ဆေးရုံတက်တော့ကြာလာတော့တော်တော်နဲ့တတိမရလာတော့သူတို့ကဘာဖြစ်တယ်လဲလို့မေးတော့ဆရာဝန်ကကဲလာမိသားစုတွေငါတို့နည်းနည်းတိုင်ပင်ရအောင်ဘယ်လိုလုပ်ကောင်းမလဲဆိုတော့မိသားစုနဲ့တိုင်ပင်တယ်ဆွေတွေမျိုးတွေနဲ့တိုင်ပင်တယ်သူ့အုံနောက်ကတင်းနေပြီလို့ပြောတယ်တဲ့သူမရှင်းနိုင်တော့ဘူးဘလို့လုံးမရှင်းနိုင်တော့ဘူးခမည်းတော်ဘလို့ဖြစ်စေချင်တယ်လဲလို့ပြောတယ်သူ့ရဲ့ဟိုတတ်ထားတဲ့ဆက်ကိုဖြုတ်လိုက်ရင်တဖြည်းဖြည်းသူအသက်ရှုံးသွားမယ်ပေါ့ဆုံးသွားနိုင်တယ်ဆုံးသွားမယ်လို့ပြောတော့မိသားစုကလည်းစဉ်းစားတယ်ဘယ်လိုလုပ်မလဲမရှင်းတော့ဘူးဆိုရင်တော့အဲ့လိုဖြုတ်လိုက်တော့မထူးတော့ဘူးဆိုရင်တော့အဲ့လိုဖြုတ်လိုက်ရအောင်လေဆိုတာသူ့အဖေကတခုမှမပြောသူများဟုတ်လားပိုင်းနိုင်သူဘာမှမပြောဘူးမိသားစုတဲ့အားလုံးစုံနေတဘောတူတလားဆိုရင်တဘောတူတဲ့လက်မှတ်လဲထိုးလိုက်ပြီထိုးလိုက်တော့ဆရာဝန်ကပြောတယ်သူ့မှာကအားလုံးကရှင်းတယ်အားလုံးကအကောင်ဒီအုံနောက်ပဲတည်သွားတာတဲ့အားလုံးပြန်လှူလို့ရတယ်လို့ပြောတော့လူမလားလို့ပြောတယ်ကိုတွင်းကလီစာအင်္ဂါပေါ့နော်လူလို့ရတယ်လို့ပြောတော့ငါအဲ့ဒါလဲလက်မထိုးစက်နဲ့သူကလည်းထိုးပေးလိုက်တယ်ဒါမဲ့လို့အဲ့လိုပြောလဲပြီးရောဟိုးဆရာဝန်နေစအလုတ်များလိုက်တာဟိုလက်ခံမဲ့အဖွက်တွေပေါ့ဒါကအရှင်ဖြစ်ကြမယ်ဆိုတော့ဟိုဒါမဖြုတ်ခင်မှာဟိုအပြင်စင်ထားတာအစင်တစ်သူတို့ရုပ်ပြက်စင်ပြက်ကိုပြင်စင်တော့သူ့အဖေကကြည့်နေတာအိုးအဲ့ဒါကြတော့မြန်လိုက်တာအလုတ်လုတ်တာလုံးဝကိုမနာပြေးလွှားပြီးလုတ်တယ်ဆိုရင်သူကအိမ်ပြန်သွားတော့အရက်နည်းနည်းမော့လိုက်တယ်
သူပစ္စတိုကိုသူယူပြီးအဲ့ထဲမှာထက်ပြီးဆေးရုံကိုရောက်လာပြီးမှသူလာကြည့်တဲ့အချိန်မှာနတ်ဆေးကအလုတ်များတော့သူကတနတ်ထုတ်ပြီးနတ်ကိုဒီလိုချိန်လိုက်တယ်တဲ့မလုံနဲ့ဘာမှမလုံနဲ့လို့ပြောတယ်နဲ့သူ့သားတယောက်ကသူ့ကိုဝင်လုံးတယ်ဝင်လုံးပြီးတနတ်လူလိုက်တယ်သူ့သားပြောတယ်မင်းတခုရလဲငါတခုကြံသေးတယ်တနတ်ကြံသေးတယ်လို့ပြောတော့ကြောက်ပြန်ရောတဲ့ကြောက်တော့သူ့အဖေကတခါတည်းလိုက်ကားတယ်လိုက်ပိတ်မလာနဲ့ဘယ်သူမှမလာနဲ့မဝင်လာနဲ့လို့ပြောတော့အားလုံးစေုံဝန်ထမ်းလုံခြုံရေးနောက်ရဲတယ်အကုန်လာပြီးတော့သူ့ကိုစီးယုံတယ်မလုတ်ဖို့အနောက်အဆက်မပေးဖို့ပြောသူကမဟုတ်ဘူးနားမထောင်ဘူးတခုမှမပြောအင်းလည်းမအော်လည်းမပြောဆိုတော့သူ့သားလက်ကိုပဲသူကမြဲဆွဲကင်ထားတယ်သူ့သားလက်ကိုသူဒီလိုကင်တော့နောက်ဖြစ်ချင်တယ်ဘလို့ပဲဆွေးနွေးအဖြစ်မပေါ်ဘူးဟာတော်တော်လေးကြားလာတော့ကဲဘယ်လိုလုပ်မလဲငါတို့ဘယ်လိုလုပ်မလဲဆိုတဲ့ချင်းသူကတတိထားလိုက်တာသူ့သားကသူ့ရဲ့လက်ကိုဒီလိုစုပ်တယ်သူကကြဲကြီးသူអော်လိုက်တဲ့အပြင်မှာလဲဒါရှိတယ်လက်ကပဲကာထားတော့အပြင်မှာလဲအကုန်ရှိတော့သူကသူ့သားပြောတယ်ငါလက်ကို3-4ခါလောက်နော်ညစ်စမ်းလို့ပြောတာနော်ညစ်တယ်4ခါလောက်ထပ်ညစ်စမ်းဆိုတော့သူကနောက်ထပ်4ခါလောက်ညစ်တယ်သူអော်လိုက်တယ်ငါသားအသက်ရှင်နေမတည်ဘူးလို့ပြောပြီးတော့သူကလိုက်ကဖွင့်လိုက်တယ်လက်မြောက်လိုက်တယ်တဲ့အားလုံးဝင်လာပြီးတော့ခမည်းပါဖြစ်လို့နောက်အနောက်အဆက်ပေးတယ်လေလို့သူပြောတော့ကျွန်တော်အဖေလေးတဲ့ကျွန်တော်တားမတည်ခင်အတော်တွင်ကလေးနည်းနည်းမှကျွန်တော်သူနဲ့တူနေချင်တယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်ဒီဟာလုတ်ရချင်းဖြစ်တယ်ဆိုပြီးတော့သူ့သားကိုဆက်ပြီးကူးပြီးသူ့သားနေကောင်းချမ်းပါတယ်နောက်ဆိုရင်သူ့အဖေနဲ့အတူတူအလုတ်လဲပြန်လုတ်တယ်တဲ့လုပ်ငန်းမှကြတော့သူ့မေးတယ်တဲ့ဟဲ့ဂျော့ဘယ်လိုလဲမင်းဘယ်လိုလုပ်အသက်ရှင်နေကျွန်တော်အသက်ရှင်တာကတဲ့ကျွန်တော်အဖေလုပ်ငန်းကိုနောက်ဆက်တဲ့အတွက် तू မနောက်ဆက်ကျွန်တော်ဒီချိန်မှာအသက်မရှင်ဘူးတဲ့ तू နောက်ဆက်တဲ့အတွက်ကျွန်တော်အဖေက17လတိထောင်ထဲမှာရောက်သွားတယ်သူ့အဖေလုပ်ငန်းဆောင်တာကိုနောက်ဆက်မှုနဲ့နော်အမေရိကန်အစိုးရကသူ့ကိုနော်ဖမ်းချုပ်ထားတယ်တဲ့ကျွန်တော်အဖေကျွန်တော်ကိုအဲ့လိုမကူနော်ကျွန်တော်ဒီအချိန်မှာအသက်မရှင်နိုင်ပါဘူးတော့သူကတက်တိခံနေတဲ့အားလုံးပဲတော့oneတာပေါ့နော်ဒီမိသားစုကိုဂုဏ်ပြုကြတယ်ဆိုတဲ့ဟာဒါလည်းပဲစိတ်ကင်းအဖေကြောင့်ပေါ့အဖေရဲ့မေတ္တာကြီးမားမှုကြောင့်လူစွန့်စားလို့နောက်ဆရာဆိုးရဲ့တက်တိခံချက်တစ်ခုဆရာဆိုးဆိုတဲ့ဟာလဲစာရေးဆရာပေါ့နော်ပမာပြည်ဆရာစာရေးဆရာဟာတလဲဟာတစင်တူကတောင်ကြီးဘယ်မှာတွားတော့သူကတခင်မင်းခဲ့တဲ့ဘသူနဲ့တုံးစံချင်းတဲ့သူပြောတာချင်းအဲ့ဒီချင်းဝန်ထမ်းကသူ့လောက်မချောဘူးတဲ့ဆရာဆိုးလောက်မချောဘူးတဲ့အဲ့ဒီချင်းကလည်းကွာတဲ့ငါလောက်တောင်မချောဘူးပဲတဲ့ဒါမဲ့သူရလိုက်တဲ့မိန်းမဟာရှမ်းမတဲ့တောင်ကြီးကရှမ်းမချောလေးတဲ့အဲ့ရှမ်းမဟာဒီမျက်စိတောင်ဆွနာမသူကကတ်နေတဲ့ဟာပေါ့ဒီလိုမျက်စိရနည်းနည်းမျက်စိတစ်ဖက်တာမေးတာပေါ့အဲ့လိုမျိုးဖြစ်တယ်တဲ့အဲ့ဒါကြောင့်သူယူဒလားမသိဘူးတဲ့သူတို့အလုတ်လုတ်ရင်းနဲ့သူ့မိန်းမကဘာလုပ်လဲဆိုရင်ခောက်ဆွဲရောက်တယ်ပေါ့တောင်ကြီးမှာခောက်ဆွဲရောက်တယ်သူကဝန်ထမ်းသူပင်စင်ယူတဲ့အချိန်မှာတဲ့ခောက်ဆွဲနဲ့သူတို့မိသားစုကအသက်ရှင်ကြတယ်တရက်ကြတော့တဲ့သူနေမကောင်းတော့စေုံတစစ်တာစေုံကပါပြောလိုက်လေပါတွေ့လေစေတစစ်တာခမညာကြောက်ကတာပြက်နေပြီကြောက်ကတချမ်းကပြက်နေပြီခမညာမချခင်တေးလိမ့်မယ်
ခမည်းမြန်တီအစားထိုးရမယ်လို့သူပြောတယ်ကြောက်ကတ်အစားထိုးရမှာအလူရှင်ရှာပြီးမှခမည်းအစားထိုးလို့ပြောတယ်နဲ့စိတ်ညစ်ပြီးတာရောသူ့တမီးရောသူတမီးတယောက်ရှိတယ်တဲ့ဒီတမီးကလည်းချောလေးတဲ့ပညာလည်းတတ်တယ်ပေါ့လိမ်မာတယ်သူ့တမီးကစိတ်ညစ်တယ်မိသားစုအားလုံးကပတ်စံမရှိဘူးဒီခောက်ဆွဲရောက်တဲ့ဟာနဲ့ဘယ်လိုလုပ်စေကုမှာတော့ဘယ်လိုလုပ်ကြောက်ကတ်ဝယ်မှာတော့ဘယ်လိုလုပ်မလဲဆိုတဲ့စဉ်းစားနေတဲ့အချိန်နော်ဆရာဆိုးနဲ့လည်းခင်တော့တည့်ရကြတော့ဆရာဆိုးကတောင်ကြီးကိုတစ်ခါပြန်သွားတော့အဲ့မိသားစုနဲ့တွေ့တော့သူတို့အဖေစီးုံတက်တဲ့အကြောင်းကြောက်ကတ်အလူရှင်ရှားနေတဲ့အကြောင်းပြောပြတယ်တည့်ရကြတော့သူ့တမီးကပြောတယ်တဲ့အဖေနော်ဝန်တာတော့တဲ့အဖေကြောက်ကတ်ရပြီတဲ့ဟဲ့ဘယ်ကကြောက်ကတ်တာတမီးကတဲ့အဖေနဲ့လဲတွေးလဲတူတယ်နော်ယူလို့ရတယ်လို့ပြောတယ်ပေါ့တမီးလူမယ်လို့ပြောတော့မဖြစ်ဘူးတဲ့မင်းဆရာဆန်ငါမယူဘူးတဲ့မင်းကြောက်ကတ်ဆန်ငါမယူဘူးတဲ့ဘလို့ပြောမယူဘူးတဲ့ဆရာဆိုးလာတော့ဆရာရဲ့ပြောပေးပါဦးအဖေကကျမစီယာကြောက်ကတ်ကို तू မလို့ချင်ဘူးလို့ပြောတယ်ပေါ့ဆရာဆိုးကမင်းအားလိုက်တာယူကိုတမင်းဆန်ဘာမှဖြစ်ဘူးတွေးတာလဲအတူပဲလို့ပြောတယ်ခမည်းတခြားပတ်စံနဲ့ကုန်ဆရာမလို့ဘူးခမည်းနည်းနည်းခွဲစိတ်ခါလောက်ပဲကုန်ပါလို့သူအဲ့လိုပြောသူဆရာဆိုးပြောတယ်ဆရာလူတော့ကျွန်တော်ယူမယ်တဲ့ကျွန်တော်တမီးပြီးတော့ကျွန်တော်မယူဘူးတဲ့ဘာလို့လဲကျွန်တော်တမီးလေတဲ့ကျွန်တော်တမီးကိုချင်းကလေးလာကြိုက်တာတောင်ကျွန်တော်တီးမခံနိုင်ဘူးတဲ့ကျွန်တော်မခံနိုင်ဘူးမခံစားနိုင်ဘူးတဲ့ဟောသူ့ရဲ့ကြောက်ကတ်ကိုနော်အနာခံပြီးကြောက်ကတ်ကိုဖြတ်ပြီးပေးမယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ခံစားမလဲလို့ပြောတယ်ဘလို့စီယုံလို့မရဘူးဆရာဆိုးပြောတော့ကျွန်တော်ကြောက်ကတ်စင်လို့ကျွန်တော်ကတွားလိုက်လာလိုက်ဘယ်ရမလဲတဲ့တွေးလည်းမတူဘူးတဲ့ကျွန်တော်လူလို့မရဘူးဆိုပြီးရောနောက်တစ်ခေါက်ကျတော့ဆရာဆိုးပြန်တက်တော့တဲ့အချိန်ပါတဲ့အဲ့ဒီချင်းဝန်ဌာနဆုံးသွားပြီလို့ပြောတယ်စောင့်ရင်အလူရှင်ကိုစောင့်ရင်နော်ကြောက်ကတ်တို့ပါတော့သူအစိမ့်ဖြစ်တယ်မှာကိုအစိမ့်ဖြစ်မှာအစင်တီထဲကိုထည့်လို့ရတော့စောင့်ရင်တော့ဘယ်သူမှလည်းဒီလိုမျိုးလူတဲ့ဟာမရှိတော့သူခမများတည်သွားပြီဆိုတဲ့အကြောင်းကိုကြားတော့ဖခင်နဲ့မေတ္တာပါလေချင်းကြိုက်တော့မခံနိုင်ဘူးတချို့ဖခင်ကနတန်းတောင်ဖောက်မယ်ဆိုတာသူဖခင်ကပါမဖောက်နဲ့ကျွန်တော်တမီးကိုမဖောက်နဲ့တဲ့နာမာတဲ့ဒီလိုမျိုးဖခင်နဲ့လည်းအများကြီးရှိတယ်နော်ကျမတို့မသိဘူးဖခင်နဲ့မေတ္တာကိုကျမတို့အပေါ်ယံကြည့်လို့မရဘူးသူတို့နှလုံးသားထဲမှာသူတို့ကဖွက်ထားတာနော်ကျမတို့မသိဘူးအောင်ဖခင်များနော်ဒီရှိထားတဲ့မေတ္တာကိုကျမတို့အကောင်းဆုံးနဲ့နမူနာပြတတ်တဲ့ဖခင်ဖြစ်ပါစေထို့အတူပဲယာဣရုဆိုတဲ့အမိပေါ့မာကု9:20ယာဣရုမရှိတဲ့တရားစီရင်မှုဟာကိုရောစီကိုလာပြီးမှတခင်ခရစ်တော်ရဲ့ရှေ့မှာတခါတည်းပြတ်မှုပြီးမှကိုရောကျွန်တော်တမီးတေခါနီးပြီပေါ့ကိုတော့ကဲတင်ဖို့အလုံးငါသူ့အပေါ်မှာလက်ကိုတင်ရင်တော့သူအပြန်ပြောက်သွားမယ်ပေါ့တခါတည်းအောက်ကျိုးပြီးမှခရစ်တော်ကိုသူတောင်းတယ်တကယ်ပဲခရစ်တော်နော်ပြန်ပြီးသူတမီးကိုအသက်ရှင်ခိုင်းပါတယ်ဆိုတဲ့ဟာလေကျမတို့ကြားရတယ်အဲ့ဒါလေဖခင်ရဲ့မေတ္တာပဲဖခင်နေဟာတားသမီးတွေအတွက်ကြတော့ကုံတက်ခါလည်းမရှိတော့ဘူးမငဲ့တော့ဘူးဖြစ်ချင်ညာဖြစ်သူ့တမီးသူ့သားသမီးကျမ်းမာဖို့အရေးသူကနော်အောက်ကျိုးပြီးမှနွန်တာစွာဖြစ်နော်ပြုမှုလေ့ရှိတယ်ဆိုတဲ့ဟာကို
ကျမတို့ဆင်ခြင်မိပါတယ်နောက်တစ်ခုကြတော့ယောရှုမတ်စာအခန်းကြီး24 15ကျမတို့အဲ့ဒါကိုဖတ်မယ်ဆိုရင်လေငါနဲ့ငါအိမ်သားများဖြစ်လေတဲ့ထောက်ရဖျားကိုတာဝတ်ပြုရမယ်ဆိုပြီးတော့ကောင်းတဲ့နေရာကိုသူရွေးပြီးမှနော်သူအိမ်သားကိုသူအမြဲတမ်းတင်တယ်ဒီယောရှုဆိုတဲ့ဟာကိုကျမတို့ပြန်ပြီးကြည့်ရအောင်တော့ယောရှုဆိုတာဘာတူလဲမောရှေရဲ့လက်ထောက်ဖြစ်တယ်ဖျားသခင်သူတို့ကိုလမ်းပြပြီးဥဆောင်ဖို့သူတို့ကိုအတုံးပြုခဲ့တဲ့လူတွေဖြစ်တယ်မောရှေအတိုင်းပဲသူလည်းပဲဖျားသခင်ကိုမေးမြန်းပြီးမှသူကသွားတယ်ယုံကြည်ကိုးစားပြီးမှနော်ဘလောက်အထိယုံကြည်ကိုးစားလဲဆိုဖျားသခင်ကမတော်နဲ့မတိုက်နဲ့ဆိုသူမတိုက်ဘူးဒါပေမဲ့သူဟာမောရှေမရှိတဲ့နောက်ပိုင်းမှာကြတော့အဆအရာမောရှေရဲ့နေရာကိုလည်းသူယူတယ်တဲ့မောရှေဆုံးပြီးတော့နောက်ပိုင်းဖျားသခင်သူ့ပြောတယ်အာမငယ်နဲ့ငါမင်းနဲ့အတူရှိတယ်ဆိုတဲ့ဟာကိုသူရဲရင်ချင်းကိုသူယူပြီးမှသူကနော်အမှုကိုဆောင်ခဲ့တဲ့လူဖြစ်တယ်ဒီယောရှုဟာအစကတည်းကနော်သူစစ်ပိုဖြစ်တယ်ပိုချုပ်ပေါ့နော်ရန်သူကိုတိုက်တဲ့အချိန်မှာမောရှေဆုတောင်းသူကအောက်မှာပဲသူတောင်ပေါ်မှာဆုတောင်းတဲ့အချိန်သူကအောက်မှာနော်တိုက်ခိုက်ရေးတမသူလှုပ်တယ်တဲ့ယောရှုကိုတိုက်ခိုင်းတယ်ဥဆောင်ပြီးတိုက်ခိုင်းတယ်လူဖြစ်တယ်ပီတီယောရှုဟာတရှု12ယောက်ထဲမှာလဲ2ယောက်ဖြစ်တဲ့ကာလက်နဲ့ယောရှုဟာတဲ့အဲ့ထဲမှာပါတယ်ဆိုတော့ယောရှုနဲ့ကာလက်အကြောင်းလဲကျမတို့အမြဲတမ်းကြားနေရတဲ့ဟာဖြစ်ပါတယ်ဒီယောရှုဟာအင်မတန်မှဖျားကိုယုံကြည်ကိုးစားတဲ့အတွက်သူနိုင်ငံကိုရလာတဲ့အချိန်လည်းပဲနော်ဖျားခွဲဝေခိုင်းတဲ့ဟာကိုသူခွဲဝေစီစဉ်ခန့်ခွဲဘဒုကပဲနာမအားလုံးမိသားစုကဲ့သို့သူ့ရဲ့လူမျိုးတွေကိုသူကခွဲဝေပြီးတဲ့နောက်သူဘာပဲပြောလဲကဲကိုးကွယ်မှုမှလဲသူကခေါ်အားလုံးခေါ်ကဲဘယ်လိုလုပ်မလဲအခုပြီးပြီနော်ငါတို့ရောက်ပြီခါနန်စပါလဲစားပြီခါနန်အစားတောက်လဲငါတို့စားပြီကဲငါတို့ယုံကြည်ခြင်းကိုကြည့်ရအောင်မင်းတို့အကုတ်တူပြရနေလာတဲ့အချိန်မှာမင်းတို့ပိုးပွားတွေကိုးကွယ်တဲ့ဟာကိုပဲမင်းတို့ယုံကြည်မလားအခုအာမောရိပြီးမရှိတဲ့ဖျားကိုပဲမင်းတို့ကိုးကွယ်မလားနော်ငါတို့ဖျားဟာငါတို့ကိုကဲနှုတ်ကမင်းတို့ရှေ့မှာပုံအမျိုးနဲ့ပြခဲ့တဲ့လူဖြစ်တယ်နမိတ်လက္ခဏာအမျိုးနဲ့ပြပြီးငါတို့ဒီနေရာကိုရောက်ခဲ့တယ်နော်ငါတို့သူ့ပဲကိုးကွယ်ရအောင်မင်းတို့ကမဟုတ်ဘူးငါတို့ကဒီဟာမကောင်းဘူးထင်တယ်မဖြစ်ဘူးထင်တယ်လို့ပြောမင်းတို့ပါကိုနော်ကိုးကွယ်ခြင်းတယ်လေနော်ငါနဲ့ငါအိမ်သားဖြစ်တယ်ထာဝရဘုရားကိုတာငါကိုးကွယ်မယ်ဟုတ်တယ်ပြောအားလုံးကလည်းသူ့ကိုနော်စကားနားထောင်တယ်မဟုတ်ပါဘူးနော်ဖျားထာဝရဘုရားကိုပဲအားလုံးကိုးကွယ်မယ်ယုံကြည်မယ်ဆိုပြီးမှသူတို့ကကြောက်တုံးကြီးကိုတပိတ်ပင်အောင်မှာထောင်ထားမိမှာဂတိတစ္ဆာတီးပြီးမှယခုထက်တိုင်ရှိတယ်ဆိုတဲ့ဟာကိုကျမတို့တွေ့ရပါတယ်။နောက်အဖေများကျမတို့ကနည်းနည်းဘလို့အဖေမျိုးဖြစ်တဲ့လေဆိုတဲ့ဟာကိုကျမ်းစာထဲမှာကျမတို့ကြည့်လိုက်တဲ့အချိန်မှာဖြစ်တဲ့အဖေများတိမောသေဩဝါဒစာထဲမှာ1:8အခန်းကြီး1အငယ်8မှာတို့ဖြစ်၍အယတ်တို့၌ယောက်ျားတို့သည်အမျက်ထွက်ခြင်းငင်းခုန်ခြင်းမရှိဘဲတန်ရှင်တော်လက်ကိုချီ၍ဆုတောင်းငါအလိုရှိ၏ရှင်ဘောလူကဖျားခင်
ပြထားတဲ့အတိုင်းသူကဒီလိုဖျားတဲ့ခင်ကိုဆုတောင်းတဲ့ဟာကိုသူကအလိုရှိတယ်တဲ့တန့်ရှင်းတဲ့လက်နဲ့ချီမြောက်ပြီးမှနောက်တီတူနှစ်မှာအသက်ကြီးရင်တော့ယောက်ျားတို့ဒီတဲ့တမတတိရှိတော်သူတည်ကြည်တော်သူအိန္ဒြေစောင့်တော်သူယုံကြည်ခြင်းချစ်ခြင်းတီးခံခြင်း၌စိတ်တန်တော်သူဖြစ်ကြမည်အကြောင်းဘုရားသခင်ကမှာထားတယ်နော်ဖြစ်နေတယ်ကြိုးစားရအောင်လို့ပြောခြင်းနဲ့နောက်ကောလောတဲ3:19မှာအချင်းယောက်ျားတို့ကိုခင်ပွန်းကိုချစ်ကြလော့ကြမ်းတမ်းစွာမပြုတ်ကြနဲ့လို့ပြောတာနောက်ကျမတို့အဖိုးကြီးအဖွားကြီးတွေလည်းတချို့လည်းချစ်ကြတယ်တချို့လည်းပဲအသက်ကြီးတော့မှတယောက်နဲ့တယောက်တနေရာစီနေကြတယ်ဘာလို့လဲနည်းနည်းအသက်ကြီးလန်ကကြီးကကြောင်တော့ရှိမှာပဲအဖိုးကြီးလည်းအဖိုးကြီးအလျောက်အဖွားကြီးလည်းအဖွားကြီးအလျောက်အဲ့လိုမျိုးဖြစ်တယ်ဒါမဲ့ကျမတို့ဘာပဲဖြစ်ဘလို့အချင်းကြီးပဲရောက်တယောက်နဲ့တယောက်ကျမတို့နော်တီးခံပြီးချစ်ခင်နဲ့ရှိထားတဲ့အချိန်ကလေးကိုကျမတို့ကလက်တွဲညီနဲ့ဖျားဝတ်ပြိုးရင်နဲ့အချိန်ကိုကုန်လွန်ဖို့ဖြစ်ပါတယ်။နောက်အိမ်ထောင်တစ်ခုမှာအင်မတန်မှအရေးကြီးတယ်ဆိုတာနော်ကျမတို့ဖခင်ဒီကျမတို့ရဲ့ဦးစီးဖြစ်တယ်။ဖျားသခင်ဒီကျမတို့ရဲ့ကောင်းဆောင်ကြီးဖြစ်တယ်နော်။ဦးကောင်းဖြစ်တယ်။ဖျားသခင်ဟာသူ့မှာတပါးတည်းတော့တားတော်ကိုကျမတို့အတွက်အသက်ဆွန့်ခဲ့တဲ့လူဖြစ်တဲ့အတွက်ဘလောက်ချစ်လဲဆိုတဲ့အခါဒါဖခင်ရဲ့ချစ်ချင်းမေတ္တာကိုပြတာလေဒီကြားထဲမှာကျမတို့ကအားလုံးဖျားသခင်ကိုတတိယအောင်မေးပြီးမှကျမတို့အိမ်ထောင်ကိုချစ်ခင်တူနဲ့တူတိခံပြီးမှကျမတို့ရှေ့ဆက်ပြီးအတူတူနေဖို့ဖြစ်ပါတယ်နောက်ဆုံးကျမစာလံ30ခု3ကိုဖတ်လို့ပါတယ်ထာဝရဘုရားကိုခိုလုံ၍ကောင်းသောအကျင့်ကိုကျင့်လို့ပြီးတော့နဲ့နေ၍တစ္ဆာတရားကိုကျက်စားလို့ဆိုပြီးမှလဲနော်ဆာလန်ဆရာကကျမတို့ကိုတွင်တင်ထားတဲ့အကြောင်းကိုပြောကြရင်းနဲ့ကျမတက်တိခံချက်ကိုနိဂုံးချုပ်ချင်ပါတယ်အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ